ရတော့ဇူကငါးဟင်းချက်မယ်ပေါ့နော်ငါးဟင်းကိုကွာစီပြန်လည်းမစားချင်ဘူးဆူပလေးတောက်ချင်တယ်ပေါ့နော်ချင်းချင်းလေးနဲ့အဲ့လိုမျိုးလေးချက်မင်းကလေးချက်ပြပေးမယ်နော် sharing လုပ်ပေးမယ်ဇူလည်းရမ်းတော့မချက်တတ်ပါဘူးဒါပေမဲ့ try ကြည့်ငါ့ကိုဇူကငမုတ်တုံးတယ်ပေါ့နော်ငမုတ်ကိုဒါဆိုလို့ရှိရင်အခုဒါဗီယက်နမ်ဆိုင်မှာဆိုလို့ရှိရင်ငါ့ကိုတို့တခါတည်းတန့်စင်ပြီးတန့်ရှင်းလုပ်ပြီးသားဒီလိုလေးကျသားတွေရဲ့ဒီအောင်းလို့ချက်အားလုံးကငါးပြုတ်သေးကိုထည့်မှာကတမယာရီလည်းပါတမယာသီးထည့်မယ်ပြီးရောမြေပြီးစိတ်လေးထည့်မယ်ဒီကတက်တယ်နားပါလို့လေဒါမဟုတ်ဘူးကိုက်တယ်ဟမ်ဟင်းဒီလေးရှိတယ်ဒါဆိုရင်ငမုတ်က2ကောင်20နဲ့မှ18ပြားငါတော့ရေးစီးတာဒါမင်းနဲ့ထပ်စီရ6ပန်နဲ့ဒီတော့ငါထပ်တော့ထပ်စီတယ်ရောစံငါ့ကိုအရသာနေပြီးတော့လို့ရှိရင်ခဏနှက်ထားလိုက်တယ်ပေါ့နော်ပြီးတော့သူကရင်နွေးတယ်အဲဒီအမ်အင်းတော့ဒီနွေးဆူလာပြီဆိုလို့ရှိရင်ငါထည့်မယ်ပေါ့နော်ငါရောရေရောတစ်ခါရဲထည့်ပြီးတော့ဆူအောင်တဲမယ်ဆိုလို့ရှိရင်ငါညှိရဲအဲ့အတွက်ကြောင့်မလို့ရေနွေးကိုပဲအရင်ဆူအောင်ထည့်ပြီးတော့မှငါထည့်လိုက်မယ်ပေါ့နော်ငါထည့်ပြီးသွားလို့ရှိရင်ခုနကဒါပြရိုက်ထားတဲ့ဂျင်းနဲ့ကြက်သွန်ဖြူထည့်လိုက်မယ်ပြီးတော့စားချုံလေးနည်းနည်းထည့်လိုက်မယ်နော်ပြီးရင်အဖုံးလေးအုပ်ထားလိုက်မယ်ဆူလာတဲ့ဆောင်းလိုက်မယ်နော်ပြီးရင်ငရုတ်သီးလေးထည့်လိုက်မယ်ငရုတ်သီးကိုညက်ပြီးထည့်ရတတ်ပေါ့နော်ဒီလိုထက်ချမ်းခွဲပြီးတော့ထည့်တာပို့ပြီးတော့ရတာပို့ဆက်တယ်ပေါ့နော်သမီးသီးလေးညစ်ထည့်လိုက်မယ်တကယ်လို့ကိုကအချင်းပိုကဲရမျိုးလိုချင်နေဆိုလို့ရှိရင်ဒီလိုဘူးတံမြာသေးလေးထည့်လို့ရတယ်ပေါ့နော်။ဒါနဲ့ချစ်ချင်းလေးကြိုက်တော့တံမြာသေးရကျတော့မှုေးတယ်ဒါကြောင့်ချင်းအချင်းကဲတယ်ပေါ့ဆိုဒါလေးနည်းနည်းထည့်လိုက်တယ်။မြုပ်ကလေးတက်လာလို့ရှိရင်ဒီမြုပ်ကလေးတွန်လိုက်ရမယ်။ဒီငါးစုကလောက်ရတာလေရမ်းလွယ်ပြီးတော့အရသာလည်းကောင်းတယ်ပေါ့နော်။တခုတတိထားမှာငမုတ်ချက်လို့ရှိရင်လေသူကအချိုမုံလို့အသားမုံလို့အများကြီးမထည့်နဲ့ဘာလို့လဲဆိုတော့သူ့ငါးရဲ့အရသာကသူကနည်းနည်းအချိုထပ်ပါပြီးသားလေသူကစားလေးနဲ့ဟင်းခတ်မုံတွေထည့်ခြင်းနဲ့ဆိုရင်နည်းနည်းလေးပဲထည့်ပေါ့နော်ခါတိုင်းဟင်းတွေလိုမျိုးဟင်းခတ်မုံအများကြီးထည့်လိုက်လို့ရှိရင်သူကအရင်ချိုသွားပြီပေါ့နော်ဘာလို့ဆိုငမုတ်ကသူကငကိုလေးချိုပြီးသားဆိုတော့လေတော့ပဲတကယ်လို့လေကိုကအသီးရွက်တွေထည့်ရကြိုက်တယ်ဆိုလို့ရှိရင်ဥပမာ carrot တို့ broccoli အဲ့လိုမျိုးတွေပေါ့နော်ထည့်ကျင်တယ်ဆိုလို့ရှိရင်ငါးစုနေရဲ့အချိန်မှာထည့်လိုက်ရင်အတော်ပဲပေါ့နော်အခုဆိုလို့ရှိရင်ဒါငမုတ်စုချင်းငန်းစလေးရပြီကိုကနနမင်းနေကြိုက်တယ်ဆိုလို့ရှိရင်နနမင်းလေးကိုကညှက်ထည့်ပြီးတောက်ရပါအိမ်မှာချက်စားကြည့်နော် Goodbye